ကကြီး 1 by root ab multiply root a power 5 b square 1 ကို root a power 5 b square နဲ့မြောက်တာဖြစ်တဲ့အတွက်ပိုင်းဝေက root a power 5 b square ဖြစ်ပြီးတော့ပိုင်းခြေကတော့ root ab ပဲပိုင်းဝေကိုပိုင်းခြေနဲ့စားထားတဲ့အခါမှာထပ်ကရင်အဆင့်တွေတူတဲ့အတွက်ကြောင့်မို့လို့တူညီတဲ့ဒီနှစ်ထပ်ကရင်သင်္ကေတတစ်ခုတည်းရဲ့အောက်မှာပဲစားခြင်းကိုပြုလုပ်လို့ရတယ်။ဒါကြောင့်မို့ root a power 5 b square by ab ဖြစ်သွားတယ်။ခြေထပ်ကရင်တွေစားတဲ့အခါမှာခြေကိုမူလအတိုင်းထားပြီးထပ်ညွှန်းတွေကိုနှုတ်တော့9ထပ်တဲ့ကတစ်ထပ်နှုတ်တော့4ထပ်4ထပ်ကျန်တယ်။ b ကလည်း2ထပ်တည်းကတစ်ထပ်သက်နှုတ်တော့ b ကျန်တယ်ပေါ့။ဒါကြောင့်မို့လို့ root a power 4b ဖြစ်တဲ့အတွက် a လေးလုံးမြောက်ထားတာဒီနှစ်ထပ်ကရင်သင်္ကေတရဲ့အောက်ကထွက်ဖို့လို့အတွက်နှလုံးယူလာရင်နှစ်ထပ်ကရင်သင်္ကေတအောက်ကထွက်တယ်ပေါ့။ဒါကြောင့်မို့လို့ a square root b ဖြစ်တယ်ပေါ့။နောက်နံပါတ်ခါခွေးကရှင်းမှာ3ထပ်ကရင်2ခုမြောက်ထားတယ်။နောက်မှာက2ထပ်ကရင်2ခုမြောက်ထားတယ်။ထပ်ကရင်အဆင့်ချင်းတူရင်မြောက်ခြင်းစားခြင်းပြုလုပ်လို့ရတာဖြစ်တဲ့အတွက်ရှင်းရကိန်း2ခုကို3ထပ်ကရင်သင်္ကေတတစ်ခုတည်းရဲ့အောက်မှာမြောက်ခြင်းစားခြင်းပြုလုပ်မယ်။ဒါကြောင့်မို့လို့ root of a square b square by a cube b power minus 1 a power minus 1ဖြစ်သွားတယ်။အဲ့လိုပဲအနောက်ကလည်းနှစ်ထပ်ကရင်နေဖြစ်တဲ့အတွက်နှစ်ထပ်ကရင်သင်္ကေတတစ်ခုတည်းရဲ့အောက်မှာပဲမြောက်ခြင်းစားခြင်းပြုလုပ်မယ်ဆိုတော့ root a power minus 1 by b power minus 1သုံးထပ်ကရင်သင်္ကေတရဲ့အောက်မှာစားခြင်းကိုပြုလုပ်ဖို့အတွက် a ရဲ့ထပ်ညွှန်းလေးကိုကြည့်တော့ a ရဲ့ထပ်ညွှန်းအပေါ်မှာ2ထပ်အောက်မှာကအနှုတ်တစ်ထပ် a ရဲ့ထပ်ညွှန်းအပေါ်မှာများတဲ့အတွက်အပေါ်မှာတက်ပြီးတော့ရှင်းမယ်ဆိုတော့ a power minus 1ဒီပေါ်ရောက်လာတဲ့က plus 1ဖြစ်သွားတဲ့အတွက် a power 2 plus 1ဖြစ်သွားမယ်b ရဲ့ထပ်ညွှန်းကလည်းပိုင်းဝင်မှာ a နှစ်ထပ်ပိုင်းခြေမှာရှင်းလိုက် b နှစ်ထပ်အဲ့တော့ထပ်ညွှန်းချင်းတူတဲ့အတွက်ပိုင်းခြေဆင်းနေရတယ်ပိုင်းဝေတက်တယ်ရတယ်အဲ့တော့ဒီမှာပိုင်းဝေကိုတက်ပြီးတော့ရှင်းမယ်ပိုင်းဝေကိုတက်ပြီးရှင်းရင်ပိုင်းကိန်းပြောက်သွားတယ်ပေါ့ဒါကြောင့်မို့3ထပ်ကရင်သင်္ကေတရဲ့အောက်မှာ a power 2 plus 1 b power 2 d power 3ကပိုင်းဝေမှာ minus 3ဖြစ်သွားတယ် power minus 1ကပိုင်းဝေမှာ plus 1ဖြစ်သွားတယ်နောက်မှာကပိုင်းဝေမှာကခြေထပ်ကိန်းတွေမြောက်ရင်ခြေမူလတိုင်းထားပြီးထပ်ညွှန်းတွေကိုပေါင်းရမယ်ဆိုတော့1ရယ် minus 1ရယ်ပေါင်းတော့ a power 0ဖြစ်တယ်လို့ပိုင်းခြေမှာလည်း b power 0ဖြစ်တယ်ဒါကြောင့်မလို့ root of a power 0 by b power 0ဖြစ်သွားတယ်ရှင်းမှာရှင်းတော့3ထပ်ကရင်သင်္ကေတရဲ့အောက်မှာ a က3ထပ်ဖြစ်သွားတယ်b ကအပေါင်း2နဲ့အပေါင်း1ဆိုတော့အပေါင်း3ဖြစ်ပြီးနှုတ်3နဲ့ရှင်းလိုက်တော့3ညဖြစ်သွားတယ် b power 0ဖြစ်သွားတယ်ဒါကြောင့်မို့လို့ root of a cube b power 0ဖြစ်တယ်ပေါ့နောက်မှာက a power 0ကလည်း1 b power 0ကလည်း1 1ကို1နဲ့စားတော့1ပဲဖြစ်တဲ့အတွက်1ရဲ့နှစ်ထပ်ကရင်ဒီ1ပဲဖြစ်တယ်ပေါ့အဲ့တော့ရှင်းမှာ3ထပ်ကရင်သင်္ကေတရဲ့အောက်မှာ a 3လုံးရှိတဲ့အတွက်အပြင်ကိုထုတ်ရင်တစ်လုံးထုတ်လို့ရတယ်ဒါကြောင့်မို့ a 3ထပ်ဒီအပြင်ကို a တစ်လုံးရောက်သွားမယ် b power 0က
1ဖြစ်တဲ့အတွက်ကြောင့်မလို့1ရဲ့ a ကျူရဲ့မြောက်ရင်1ပဲဖြစ်တဲ့အတွက်တော့အရှိက3ဓာတ်ကရင်သင်္ကေတရဲ့အောက်က a တလုံးပဲထွက်တော့မယ်ပေါ့ဒါကြောင့်မို့အနောက်က1နဲ့မြောက်တဲ့အခါမှာ a ပဲရတယ်ပေါ့နံပါတ်ကငယ်က3ဓာတ်ကရင်သင်္ကေတတွေတူတဲ့အတွက်3ဓာတ်ကရင်သင်္ကေတတစ်ခုပဲရဲ့အောက်မှာပဲမြောက်ကျင်စားခြင်းပြုလုပ်မယ်ခွင်းကတော့ဒီတိုင်းပဲထားမယ်ပေါ့ပြင်ရခွင်းကတော့အဲ့တော့ကျိုးတော့ a square b by ab square ဖြစ်သွားတယ်ဒါအဲ့ဒီကမှာ a က a ရဲ့ထက်ညွန်ပိုင်းဝေမှာများလို့ပိုင်းဝေကိုတက်မယ်ဆိုရင် a square minus 1ဖြစ်သွားမယ် b ရဲ့ထက်ညွန်ကလည်းပိုင်းကြည့်မှာများလို့ b ကိုအောက်ကိုဆင်းပြီးရှင်းတဲ့အခါမှာပိုင်းကြည့်မှာ b square minus 1ဖြစ်သွားမယ်အပြင်မှာရှိတဲ့ထက်ညွန်အနှုတ်သုံးကတော့ဒီတိုင်းပဲထားမယ်ဒါကြောင့်မလို့ကျူး of a by b 3 power minus 3ဖြစ်သွားတယ်ကျူး of a by b ကိုထက်ညွန်ပုံစံပြင်ပြီးတော့ရေးမယ်3ဓာတ်ကရင်ကိုထက်ညွန်ပုံစံပြင်ရေးတဲ့အခါမှာ3ပိုင်းတစ်ပိုင်းဒါမှမဟုတ်ခွင်းထဲမှာ a by b 3 power 1 by 3ဖြစ်ပြီးတော့အပြင်ကတွန်းဝင်ပေါ်ထက်ညွန်ကတော့ဒီတိုင်း minus 3ပဲအဲ့ကမှာထက်ညွန်ရဲ့ထက်ဆင်းထက်ညွန်ရဲ့မြောက်ဝေးရမှာဖြစ်တဲ့အတွက်ပိုင်းဝေက3နဲ့ပိုင်းကြည်က3ကျင်းလိုက်တဲ့အတွက်နော် minus 1ပဲရှိတော့တယ်ဒါကြောင့်မို့လို့ a by b 3 power minus 1ဖြစ်သွားတယ်ထက်ညွန်နှုတ်ဖြစ်တဲ့အခါမှာပိုင်းဝေမှာ1နဲ့စခွဲခဲ့ပြီးပိုင်းကြည်ကိုဆင်းလိုက်ရမှာဖြစ်တဲ့အတွက်1 by a by b ဖြစ်သွားတယ်1ကို a by b နဲ့စားရတယ်နော်1ကို a by b နဲ့စားရတဲ့အခါမှာအမြောက်ပြောင်းပြီးရှင်းရမှာဖြစ်တဲ့အတွက်1 multiply b by a ဖြစ်တဲ့အတွက်ဖြေရ b by a ပဲရတယ်ပေါ့နောက်နံပါတ်ကကြည့်ရအရှိကလက်သေးကွင်းထဲမှာကနှစ်ထပ်ကရင်နှစ်ခုမြောက်ထားတယ်အနောက်ကလက်သေးကွင်းထဲမှာက3ထပ်ကရင်နှစ်ခုမြောက်ထားတယ်အဲ့တော့အဲ့ဒီလက်သေးကွင်းကိုပဲရှင်းမယ်ကျန်တဲ့တွန့်ကွင်းကိုဒီတိုင်းထားမယ်အစားလက္ခဏာလည်းဒီတိုင်းပဲထားအောင်မယ်ဆိုတော့ရှင်းမှာနှစ်ထပ်ကရင်နှစ်ခုမြောက်တဲ့အခါမှာ root ab ဖြစ်တယ်အစားကအစားပဲအနောက်မှာ3ဓာတ်ကရင်နှစ်ခုမြောက်တဲ့အခါမှာကျူရူ of ab ဖြစ်သွားတယ်တကွင်းလုံး6ထပ်တော့အဲ့ဒီခါမှာနှစ်ထပ်ကရင်သင်္ကေတကိုထညွန်းအဖြစ်နဲ့ပြောင်းရင် ab 3 power 1 by 2ဖြစ်တယ်3ဓာတ်ကရင်သင်္ကေတကိုလည်းထညွန်းဖြစ်နေပြောင်းတဲ့အခါမှာ3ပိုင်းတစ်ပိုင်းဖြစ်တဲ့အတွက် ab 3 power 1 by 3ဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့ရှေ့က ab 3 power 1 by 2ဖြစ်ပြီးတော့အနောက်ကကြတော့ ab 3 power 1 by 3ဖြစ်တယ်အစားလက္ခဏာကိုဒီတိုင်းပဲထားပြီးတော့ထပ်ဆင်းထပ်ညွန်း6နဲ့ထပ်ညွန်း1 by 2နဲ့မြောက်မယ်ထပ်ညွန်း1 by 3နဲ့မြောက်ထပ်ညွန်း1 by 2နဲ့ထပ်ဆင်းထပ်ညွန်း6နဲ့မြောက်တဲ့အခါမှာ2ပိုင်း6ပိုင်းဖြစ်တဲ့အတွက် ab 3ကျူဖြစ်သွားတယ်အဲ့လိုပဲ ab 3 power 1 by 3နဲ့စစ်နဲ့မြောက်တဲ့အခါမှာ ab 3 square ဖြစ်သွားတယ်ပေါ့ခြေတူထပ်ကိန်းနေစားတဲ့အခြေက ab တွေကြီးပဲเนาะအဲ့တော့ခြေတူထပ်ကိန်းနေစားရင်အခြေမူလအတိုင်းထားပြီးထပ်ညွန်းတွေကိုနှုတ်ပေးရမယ်ဆိုတော့ ab 3 power 3 minus 2ဖြစ်တဲ့အတွက်3တဲ့က2နှုတ်တော့1ပဲကျန်တယ်ဒါကြောင့်မလို့ထပ်ညွန်း1ကိုမရေးတော့ဘူးဆိုတော့ ab ပဲဖြစ်တယ်ပေါ့